ကဲဒီနေ့လိုနေမှာတော့မမေကက်ဆန်မာလေးတွေကမမေကို 80k 10ရက်ပြပေးပါလို့တောင်းဆိုနေလို့မမေရိုက်ပြပေးလိုက်ပါရဲ့ရှင်ကဲဒါတော့ကျိုးလေးပါဒါလေးကတော့ 80k ဟန်ချင်းလေးပါရှင်ဒီတစ်ဆက်လေးကိုမှငွေတမှုဖလောင်းမှမကြတင်ပါဘူးဈေးလေးကတော့ surprise အနေနဲ့မပြောတော့ဘူးเนาะသူ့မှာဆိုရင်ကျိုးမှာလည်း adjust ပါတဲ့အတွက်ကြောင့်မလို့အတူရှည်လုပ်လို့ရတယ်ကျိုးရဲ့ design ဆိုလို့ရှိရင်เนาะမတို့ပေါ့ပေါ့ပပနဲ့ daily ဝတ်လို့ရတယ်လူငယ်ဆန်ဆန် design လေးပဲဖြစ်ပါရဲ့ရှင်เนาะကဲနောက်ထပ် design လေးလည်းကြည့်သွားပါအောင်ရှင်ကဲနောက်ထပ် design လေးကတော့ဘရဲ့ design လေးပါရှင်ကျိုးရောဟန်ချင်းရောရမယ်သူကလည်း adjust ပါတဲ့အတွက်ကြောင့်မလို့အတူ short လုပ်လို့ရတယ်ကိုကဝါလို့မတော်မှလည်းစိတ်ပူစရာလုံးဝမလိုပါဘူးရှင်အတူအရှိလုပ်လို့ရပါတယ်เนาะကိုစိတ်တဲ့ပုံစံအတိုင်းအရှိအတူ adjust လုပ်လို့ရပါတယ်ရှင်ကဲနောက်ထပ် design လေးဆိုရင်တော့ကျယ်ရီလာလေးတွေနဲ့စီကျဲထားတဲ့လီလီကျိုးလေးပဲဖြစ်ပါရဲ့ရှင်ကျဲလေးတွေရောဒါလေးဆိုလို့ရှင်လေအရန်မိုက်တယ်ကွာပေါ့ပပနဲ့လူငယ်ဆန်ဆန် design လေးအရန်ချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေဝတ်ကြည့်လိုက်နော်တော်တော်လေးကိုလှသွားမှာဟန်ချင်းရောကျွေးရောတစ်ဆက်ရပါမယ်ရှင်သူလည်း adjust ပါတဲ့အတွက်ကြောင့်မလို့အတူအလျှော်လုပ်လို့ရပါတယ်ကဲဒီလို design လှလှလေးတွေကတော့လေ15ပေးရည်ထဲမှာတော့မတုံတုံထွက်ခဲ့တယ်ထွက်မယ်ဆိုရင်တော့မှသူတို့တွေကဈေးများတယ်ပေါ့နော်ငါမူသားလီးဖေးသားအဲ့လောက်မှထွက်တာကဲ 80k ထဲမှာဆိုရင်ပေါ့ပေါ့ပပနဲ့ daily ဝတ်လို့ရမယ်အရန်လဲကြမ်းတယ်ချဲလဲချဲတဲ့အတွက်ကြောင့်မတို့ရေ 80k ဝတ်ရမှာလုံးဝစိတ်ပူစရာမလိုဘူးเนาะပြီးတော့950အသွားတစ်စိတ်ပါတဲ့အတွက်ကြောင့်မလို့ဘယ်မှမစိုးရောင်လဲလုပ်လို့ရတယ်အမခံချက်အပြေးဝရှိတဲ့ 80k ပါရှင်မျိုးဆိုင်ရာ 80k အမခံချက်ပြေးဝရှိတယ်ပြီးရင်ပစ္စည်းကောင်းပြန်လဲ 4% ပစ္စည်းကောင်းပြန်ရောင်းမှာ 8% တသိန်းကို8000ကျပ်လေးပဲကြောက်ပါရဲ့ရှင်ကဲစိုင်းနေတဲ့ရတဲ့ဆိုင်လေးကိုမမင်းတို့ TikTok box ဒါမှမဟုတ် Piper Facebook page မှာဝယ်ယူအပ်ပြီးလို့ရပါရဲ့ရှင်နောက်ထပ်ဗီဒီယိုမှာလည်းတွေ့ပါဦးမယ်